နံပါတ်1စိတ်ဓာတ်ကိုမမထားပါအပြစ်မှန်းတံကိုတော့ပျော့ပျော့ပြောင်ပြောင်ထားပါနံပါတ်2ကိုယ့်ရဲ့ပစ္စည်းမဟုတ်ရင်မယူပါနဲ့ဘလောက်ပဲနှစ်သက်လက်လွတ်တတ်ဖို့နားလဲပါနံပါတ်3ကိုယ့်အကိုလေးစားပါသူတစ်ပါးကိုလေးစားပါလေးစားမှုကိုထိမ့်ပါအဲ့ဒီရဲ့လေးစားမှု3ခုကိုမှတ်ထားပါနံပါတ်4ငွေဆိုတာရေလိုပဲငွေခိုင်းရင်ငတ်တတ်တယ်ငွေမက်လိုရင်လည်းနှစ်ပြီးတည်တတ်ပါရင်နံပါတ်5အရာဝတ္ထုတစ်ခုတိုင်းကိုရှုထောင့်ပေါင်းစုံပတ်ပေါင်းစုံကနေခံစားပါနံပါတ်6သူတစ်ပါးကိုထိခိုက်နာကျင်မှုမျိုးနဲ့ကိုယ့်ရဲ့အဖြစ်ကိုယ့်ရဲ့ဆိုးကျိုးကိုဖုံးကွယ်တတ်တဲ့လူလောက်ရှက်ဖို့ကောင်းတာမရှိဘူးနံပါတ်9လောဘမကြီးနဲ့မကောင်းတဲ့အရာတွေကဘယ်တော့မှတာရှိမခံဘူးနံပါတ်10တငယ်ချင်းအတွက်အနစ်နာခံတဲ့အလောက်ကခက်ခဲတဲ့အလောက်တော့မဟုတ်ဘူးခက်တာကအနစ်နာခံရလောက်တဲ့တငယ်ချင်းမျိုးရှိဖို့ပဲလိုပါတယ်နံပါတ်9ကိုယ့်အတွက်လို့စဉ်းစားမိရတဲ့တပြိုင်နက်တစ်ဖက်လူရဲ့ခံစားချက်ကိုလည်းထည့်တွက်တင်ပါတယ်သူ့အတွက်ပို့ပြီးစဉ်းစားတင်ပါတယ်ဒါတွေကကျင့်နာယဉ်ကျေးတဲ့အပြင်တစ်ဖက်လူကိုလေးစားရလဲရောက်ပါတယ်နံပါတ်10လူတွေတိနိုင်တဲ့အမှားမျိုးကတကယ်အမှားမဟုတ်သေးဘူးတခြားလူသွားနိုင်တဲ့ရှစ်သူမျိုးကတကယ်ရှစ်သူမဟုတ်သေးဘူးနံပါတ်7ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုရှာပါဖြစ်လာသမျှခံယူဖို့ပြင်ပါစပြီးမလုပ်ခင်မှာလောကကြီးမှာနောင်တကိုယ့်ရဲ့စီမရှိကြောင်းကိုယ့်အကိုသတိပေးပါနံပါတ်7တင်ယူရှင်ဆိုတာကတခဏအတွက်မဟုတ်ပေတဘဝအတွက်ဖြစ်ပါတယ်ဒါကြောင့်မလို့တင်ယူရှင်မှာမငြင်းငွေပါနဲ့နံပါတ်73ဘယ်အချိန်မှစတင်ခဲ့တာဖြစ်ဖြစ်အရေးကြီးတာကစတင်ပြီးရဲ့နောက်မှာမရက်နာဖို့ပဲဘယ်အချိန်မှအဆုံးသတ်တာပဲဖြစ်ဖြစ်အရေးကြီးတာကအဆုံးသတ်ပြီးရဲ့နောက်မှာနောင်တမရဖို့ပဲနံပါတ်74ကံမကောင်းရှင်းဆိုတဲ့အရာကစီရင်သွင်းစရာမလိုပဲလူတိုင်းတက်ရတဲ့အကြောင်းဖြစ်ပါတယ်ဒီရဲ့အကြောင်းကိုအောင်နိုင်တဲ့သူကတက်မှထက်မြက်တဲ့သူပဲဖြစ်ပါတယ်နံပါတ်15အရှိခံရှိရင်အရှိခံထိုက်တဲ့သူတယောက်ဖြစ်အောင်အရင်လုပ်ပါလူတွေကိုရှိရင်ရှစ်သက်တဲ့အရေးအရှင်းရှိအောင်အရင်လုပ်ပါကောင်းကွက်ကိုလက်မခံစိုးကွက်ကိုလည်းနားလည်မှုမပေးရင်ဒီရဲ့တန်ရုံစင်ကဘလောက်တာရှိခံနိုင်မလဲနံပါတ်16အပြစ်ရှာညီးသွားတတ်တဲ့သူဟာစိတ်တဘောထားမကောင်းတဲ့သူတွေမဟုတ်ပေမယ့်လူတွေအမြဲတမ်းနှစ်သက်တဲ့သူတယောက်တော့မဟုတ်ခဲ့ဘူးနံပါတ်19အုံနောက်လျှောက်စိတ်ရှုပ်စရာတွေကမနှက်ဖြစ်ရဲ့ဝင်ကိုပေါ့သွားစီမှာမဟုတ်ဘူးဒါပေမဲ့ဒီကနေ့ရဲ့ပျော်ရွှင်ခြင်းကိုတော့ဆုံးရှုံးသွားစီမှာဖြစ်ပါတယ်နည်းနည်းလေးတီးခံလိုက်နည်းနည်းလေးတောင်းခံလိုက်တနေ့မှာတော့တင်တီးခံတဲ့နာကျင်မှုကတင်းကိုပြန်ပြီးတော့အထောက်ကိုပြပါလိမ့်မယ်နံပါတ်18ဘဝမှာပျော်ရွှင်စရာတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့တင့်ရဲ့အာယုံနဲ့အကြည့်ကိုအဲ့ဒီရဲ့မပျော်ရွှင်တဲ့အရာတွေပေါ်မှာပဲစူးစိုက်မထားပါနဲ့နံပါတ်19တယောက်တည်းနေတဲ့အခါမှာတယောက်တည်းနေတတ်အောင်တင်ယူတယ်2ယောက်ဖြစ်သွားတဲ့အခါရှစ်ခင်ပေါင်းတင်တတ်အောင်တင်ယူတယ်3ယောက်ဖြစ်သွားတဲ့အခါမှာတော့နောက်ဆုံးနှုတ်ထွက်တတ်အောင်တင်ယူပါနံပါတ်20တကူတဲ့သမားလို့ဆိုလိုက်တိုင်းအရှိကိုနားမလဲသူလို့မထင်လိုက်ပါနဲ့တကယ်တော့တကူတဲ့သမားတွေဆိုတာရှစ်သူကြီးစားတွေရှိလျက်နဲ့နာကျင်ဝမ်းနေနေရတဲ့သူတွေထက်ဆိုင်ရင်ပိုပြီးအမျှော်အမြင်ရှိရလို့ဆိုရပါမယ်